ရှင်တဲ့အခါမှာကိုကတော့သူ့တက်တော့အများကြီးပေါ်နေမယ်ပညာရှိနေမယ်ဆိုတတ်မယ်နော်တီးတတ်မယ်အလုံးလုံးတတ်မယ်သူတို့ဘာထက်လဲပုံပြီးတော့မှအစစ်ပြင်းနေလိမ့်မယ်ဒါပေမဲ့ကိုလောက်မှအစစ်မရှိတဲ့သူနဲ့တွေ့တဲ့အခါမှာကိုကတအားနဲ့အစစ်မြင့်တဲ့ပုံစံနဲ့မာနထောင်လွှားပြီးတော့မှနော်ဝါကြွားပြီးတော့မှအထက်စီးကနေပုံမဟုတ်ဘူးနှိမ့်ချတယ်ဆိုတဲ့အရာကကိုအထက်စီးကနေနေတာမဟုတ်ဘူးလူချင်းတန်းသူဆက်ဆံတဲ့ရတယ်ကိုနဲ့ကြီးတဲ့လူလဲကြီးတဲ့အလျောက်ကိုနဲ့ရွယ်သူကိုလဲရွယ်သူအလျောက်ကိုထက်ငယ်တဲ့သူကိုလဲငယ်တဲ့အလျောက်လူသားပိသစွာဆက်ဆံပြီးတော့မှနော်မိသားဖွဲ့တဲ့အရာပြောဆိုတဲ့အရာတွေအားလုံးကနှိမ့်ချခြင်းထဲမှာတွားပြီးတော့မှသဘောတူပါတယ်အဲ့ဒီလိုလုပ်လိုက်လို့ငါသူ့တက်ပညာတက်နေတာလေငါဒီလိုလုပ်လိုက်လို့ငါကြာသွားပြီငါရိုးကြတယ်ဆိုတာမျိုးတော့မဟုတ်ဘူးအဲ့ဒါကနှိမ့်ချတဲ့စိတ်သက်နှိမ့်ချတဲ့အသွေးအခေါ်နော်နှိမ့်ချတဲ့အပြုတ်အမူတွေဒီကနေ့ဒါကိုတော့ဘုရားခင်ကအလိုရှိဘူးနှိမ့်ချတာကိုတော့ဘုရားခင်ကအလိုတော်ရှိတယ်နှိမ့်ချတဲ့စိတ်သက်အသွေးခေါ်တွေအပြုတ်အမူတွေတော့ဘုရားခင်ကအလိုမရှိဘူးမတရားသဖြင့်အနိုင်ကျင့်တာမျိုးတွေအနိုင်ယူလို့စိတ်ပြင်းထန်ပြီးတော့မှပြောဆိုတာမျိုးတွေလူများနဲ့ဆက်ဆံတဲ့အခါမှာကိုဟုတ်လာပြီထင်တဲ့နော်ဆရာကြီးအထာနဲ့ဆရာမကြီးအထာနဲ့လူများတော့မတူတယ်လို့မတန်တယ်လို့မျိုးတွေဆက်ဆံတဲ့အရာတွေအားလုံးကလေနှိမ့်ချတဲ့ထဲမှာကောင်းနေတယ်ဒါကြောင့်ဒီနေ့ကိုဆန်းစစ်ပါငါဟာနှိမ့်ချတော့ဘူးလားနှိမ့်ချတော့ဘူးလားဆိုတာကိုဆန်းစစ်ပါကိုဟုတ်လာပြီထင်ပြီးအသက်စီးနေတဲ့လူများပေါ်မှာဆက်ဆံနေပြောဆိုတယ်ပြုမှုတယ်သဘောထားတယ်ဆိုလို့ရှိရင်တင်ချတယ်တင်ကနှိမ့်ချတဲ့စိတ်သက်နှိမ့်ချတဲ့အသွေးခေါ်ထဲမှာပဲရှိတယ်ဆိုတာကိုပြန်ပြီးတော့မှတတိယစီချင်ပါတယ်အာမင်